လူကြီးတွေကနားလည်ရခတ်တယ်လူငယ်တွေနဲ့မတည့်ဘူးသူတို့လှုပ်ချင်တာလုပ်တယ်ဒါကြောင့်ပဲလူငယ်အများစုကလူကြီးတွေကိုသဘောမကျတာတွေရှိတယ်အဆင်ပြေကြတာတွေရှိတယ်ဘာကြောင့်လူကြီးနဲ့လူငယ်အဆင်ပြေရလဲဆိုတာကိုသိရဖို့အတွက်ဆရာဦးညီညီစိတ်ပညာကိုဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါဆရာမင်္ဂလာပါသမီးလူကြီးနဲ့လူငယ်အဆင်ပြေဖြစ်ရတဲ့ထဲမှာလေဘယ်သက်ရွယ်အပိုင်းခြားအများစုကအဆင်ပြေဖြစ်ကြတာများလဲဆရာโอเคအဲ့တော့ကျွန်တော်လူငယ်ဆိုတာကလေဟိုကလေးဘဝလေးတွေကလူငယ်လို့သတ်မှတ်ကြတာပေါ့နော်ငယ်ငယ်တုန်းကတော့ကျွန်တော်ကလေးဘဝလူလက်ပိုင်းဘဝခြာတိတ်ဘဝမှာကျွန်တော်လူငယ်တွေဟာဘာဖြစ်လဲဆိုတော့ဖေဖေမေမေဦးဦးတွေတော်တော်တွေကိုကျွန်တော်အရန်အထင်ကြီးကြတယ်ကိုမသိတာတွေသူတို့အကုန်သိတာဟုတ်ကိုမတက်တာတွေသူတို့အကုန်တက်တာဟုတ်အဲ့တော့သူတို့ကိုအထင်တကြီးနဲ့ကျွန်တော်ဆက်ဆံခဲ့ကြတယ်သူတို့ပြောစကားတွေကိုကျွန်တော်လိုက်နားထောင်ခဲ့ကြတယ်အဲ့လိုနဲ့အကြောင်းတွေတက်အရွယ်တွေရောက်ပညာတွေသင်နေတဖြည်းနဲ့ကျွန်တော် adolescent ခေါ်မှာပေါ့နော် teenager ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါမှာလူငယ်တွေဟာသူတို့တောင်ပန်တွေကိုဖြန့်ပြီးတော့သူတို့အဝေးကိုပြန်တန်းဖို့လဲကြိုးစားကြတယ်လို့ပညာရပ်တစ်ခုကိုစိုက်လက်မလိုက်လေ့လာဖို့သူတို့ဝါသနာပါတာကိုအာယုံဆိုင်ဖို့လုပ်တဲ့အခါမှာသူတို့သိတာတဲ့တချို့သောကိစ္စတွေဟာလူကြီးတွေလက်မခံနိုင်တဲ့ဟာတွေလူကြီးတွေခက်ကမရှိတဲ့ဟာတွေဖြစ်လာတဲ့အခါမှာလူကြီးနဲ့လူငယ်အဲ့ဒီမှာ culture shock လို့လည်းပြောလို့ရတယ် generation gap ဖြစ်ပြီးတော့ short ဖြစ်တယ်လို့လည်းပြောလို့ရပါတယ်အဲ့တော့ငါသိသလောက်ဖေမသိပါလားငါပြောတာကိုမနားမလဲပါလားငါယူဆချက်ကြီးနဲ့လွဲနေပါလားဆိုပြီးတော့လူကြီးနဲ့လူငယ်အဲ့ဒီမှာစပြီးတော့ပြဿနာအသေးလေးတွေစဖြစ်တယ်လို့ဆရာမြင်မိပါတယ်လူကြီးနဲ့လူငယ်ကြားမှာအချင်းချင်းအထင်လွဲစေနိုင်တဲ့အချက်လေးတွေအောင်ဘယ်ချက်လေးတွေဖြစ်မလဲဆရာ Okay လူကြီးနဲ့လူငယ်ကြားမှာအထင်လွဲစေနိုင်တဲ့အချက်ကတော့နံပါတ်1လူကြီးတွေရဲ့အတ္တကြီးမှုပဲဆိုပါစို့အိမ်တော်ရေးကိစ္စမှာငါပေးစားတဲ့သူမှယူမယ်ဆိုတဲ့စနစ်ကိုဒီခေတ်ကလေးတွေကလက်ခံမှာမဟုတ်တော့ငါတို့ကစီစဉ်ထားတာငါတို့ကဘယ်လိုဆိုတဲ့စနစ်ကိုလက်ခံမှာမဟုတ်တော့လူကြီးတွေရဲ့တနာဖို့ကောင်းတာကရှေးရိုးဆွဲတွေဖြစ်လာတယ်ရဲရဲပြောတာတော့မဟုတ်ပါဘူး conservative တွေပေါ့conservative တွေဖြစ်လာတယ် traditional အရန်ဆန်လာတဲ့အခါမှာသူတို့ထားတဲ့ norm လို့ခေါ်တဲ့စံနှုန်းနဲ့လူငယ်တွေထားတဲ့ norm လို့ခေါ်တဲ့စံနှုန်းတွေရဲ့ value တွေဟာမတူကြဘူးအဲ့ပြဿနာတွေတက်လာဥပမာဆိုပါစို့ဆရာမေမေကငယ်တုန်းကဖေနဲ့ရန်ဖြစ်တယ်ဖေနဲ့ရန်ဖြစ်လို့ရှိရင်မေမေကဖွားစီသွားပြီးတော့တော်ပြီးဒီကောင်ကိုကွာမယ်ဆိုပြီးတော့သွားတောင်းပြောတယ်ရင်ဖွင့်တယ်အဲ့ဖွားယူနေလားငါတို့မိသားစုထဲမှာလင်ကွဲဆိုတာမရှိဘူးတဲကြီးခံလင်ဆိုတာဘာကဲ့သို့ညာကဲ့သို့ blah 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 အဲ့တော့အခုခေတ်ကတော့မိုက်တယ်ဒီကောင်ငါ့ကိုစော်ကားတယ်ငါရဲ့လွတ်လပ်ခွင့်တွေကိုထိခိုက်တယ်ငါရဲ့လူသားအခွင့်အရေးငါရဲ့မိန်းမသားအခွင့်အရေးအတွက်ငါသားငါရက်တည်နိုင်တယ်ဒါကြောင့်ငါ့ကိုငါနေမယ် separate ဖြစ်ရင်လည်းဖြစ်မယ် divorce ဖြစ်ရင်လည်းဖြစ်မယ်မိန်းမသားတွေကပို့ပြီးတော့တန်ဖိုးရှိလာတယ်အဲ့ဒီ value တွေကိုဆရာတို့လူကြီးတွေကနားလည်ဖို့လိုတယ်ပြောမယ်ဆိုရင်တော့လူကြီးတွေကိုခင်မိစေချင်ပါတယ်ဟုတ်ကဲ့ပါဆရာဆိုတော့လူငယ်တွေအနေနဲ့ရောလူကြီးတွေရဲ့အကူအညီပေါ့နော်ဥမာလူကြီးတွေရဲ့အကြံဉာဏ်တို့ဘယ်အချိန်မှလိုအပ်တယ်မဖြစ်မနေယူသင့်တယ်လို့ဆရာမြင်လဲဆရာ Very good အရန်ကောင်းတဲ့မိကုံးမှာဘာဖြစ်လို့လဲဆိုတော့ဆရာတို့လူငယ်တွေကဘလောက်ပဲငယ်ဘလောက်ပဲတော်ဆိုပါစို့သမီးကရှာတဲ့အများကြီးငယ်တယ်ဆရာစာအုပ်အုတ်တရာဖတ်ဖူးတယ်သမီးကဆရာကိုကြော်အောင်အုတ်150လိုက်ဖတ်ထားမယ်ဒါဆိုသမီးကရှာတဲ့တာတာပေါ့သို့တော့ဆရာကသမီးထက်လောကကြီးတွေကိုနှစ်20လောက်ကြိုရောက်တဲ့သူဖြစ်တဲ့အတွက်ဆရာကြုံတွေ့ခဲ့ရတဲ့ life experience တော့သမီးဝယ်လို့မရအောင်ဟုတ်တယ်အဲ့တော့ကျွန်တော်ခေတ်မှာဆိုပါစို့အကြောင်းတွေပိတ်ခဲ့တယ်အကြောင်းတွေဖွင့်ခဲ့တယ်စီးပွားရေးတွေကြာခဲ့တယ်နိုင်ငံရေးတွေပြောင်းလဲခဲ့တယ်အဲ့ဒီအတွေ့အကြုံတွေဆရာကြုံတွေ့ခဲ့ရတာကိုစဉ်းစားပြီးတော့သမီးတို့ခေတ်မှာလာကြုံတွေ့ရတဲ့နှိုင်းစပြီးဆရာရှင်ပြပြီးတော့စဉ်းစားနိုင်တယ်ဒါကြောင့်လူကြီးတွေကိုအားကိုးတဲ့အရွယ်လူကြီးတွေစီကအကူအညီယူမဲ့အချိန်ကိုပြောမှဆိုရင်တော့ကိုတခုခုကိုမဆုံးဖြတ်နိုင်တဲ့အချိန်မှာလူကြီးတွေကိုတိုင်ပင်သင့်တယ်အဲ့လိုတိုင်ပင်တဲ့အခါမှာလေလူကြီးတွေကသူတို့ရဲ့အတွေ့အကြုံနဲ့နှိုင်းယှဉ်ပြီးတော့သမီးကိုအဖြေပေးလိုက်မယ်အဲ့ဒီအဖြေကိုတော့သမီးကအပြည့်ယူလို့မရဘူးအဲ့ဒီအဖြေနဲ့ခစ်မှာစီးစင်းနေတဲ့သမီးရဲ့အတွေ့အကြုံတွေကိုပေါင်းပြီးတော့တိဆောက်နိုင်တဲ့ result တစ်ခုရအောင်ဆောင်ရွက်သင့်တယ်လို့ဆရာကတော့အကြံပြုချင်ပါတယ်လူငယ်အများစုကလေလူကြီးတွေကိုရင်ဖွင့်ရဲလာအောင်နောက်ပြီးတော့ရင်ဖွင့်လာတဲ့အခါမှာလေလူကြီးတွေရောလူငယ်တွေကိုဘယ်လိုစကားလုံးမျိုးနဲ့စုံမသင့်လဲဆိုတာမျိုးလေးအကြံပေးပါအောင်ဆရာOkay very good အဲ့ဒီကောင်ကတော့တဲ့လူကြီးနဲ့လူငယ်ကြားမှာပွင့်လင်းရိုးသားတဲ့ဆက်ဆံမှုတိဆောက်ဖို့လိုပါတယ်ဥပမာဆိုပါစို့ဆရာသားနဲ့ဆရာနဲ့ဆိုရင်တငယ်ချင်းလို့ဆရာပေါင်းတာအဲ့တော့သူရည်စားထားတာအစားသူကိစ္စဝိစ္စအစားသူကြွိုင်တက်တာအစားသူရှောက်တိုင်ပင်ရဲဘာလို့ဆရာဒီသူ့ကိုစုမဲ့ကောင်မဟုတ်ဘူးအဲ့တော့လူကြီးတွေဟာလူငယ်တွေကပြဿနာတစ်ခုနဲ့လာလို့ရှိရင်မင်းတို့အသုံးမကျတာပဲဆိုပြီးတော့စပြောတဲ့စကားလူငယ်တွေကတဖြည်းဖြည်းနဲ့လူကြီးစီဝေးသွားတယ်ဒါကြောင့်သူတို့ချင်းချင်းစုပြီးတော့သူတို့ကသူတို့ peer to peer ပေါ့သမီးရဲ့ရွယ်တူချင်းတိုင်ပင်ကြဆွေးနွေးကြအဲ့မှာနည်းနည်းလူရည်လေတဲ့ကောင်ကပြောတဲ့ idea လေးကိုလုပ်ပြီးသူတို့ဆုံးဖြတ်ကြနေတခါတည်းမှာမလူလားအပ်တဲ့အမှားတွေကြုံတွေ့ကြပါတယ်ဆရာဆိုဆရာတော့အစိုးအကုန်ပြောပြတာလေမင်းဘဝမှာပြဿနာအကြီးအအစပြဿနာတိတိလေးဆုံးတယ်တွေကိုတိုင်ပင်မှာဒါဒီအတက်နိုင်ဆုံး
စဉ်းစားပြီးမယ်တေချာတာကတော့ဒယ်ဒီတာဘဝမှာဘက်တော်မှာသတင်းစာထဲမှာအမွေပြက်ဆွန့်လွတ်ခြင်းဆိုတဲ့ကိစ္စတက်လုံးမပါသေးအောင်ဒယ်ဒီတာဝင်ပြီးတယ်ဟုတ်ဆရာ That's right so လာပြီးတော့သာသမီဖြစ်မှာဆွန့်လွတ်ခြင်းသမီးဖြစ်မှာဆွန့်လွတ်ခြင်းတွေရှောက်လုပ်တဲ့အခါမှာသူတို့နှစ်ယောက်ကြားထဲမှာရှိတဲ့ conflict တွေကြောင့်ဆရာတော်ထင်တာပဲအဲ့တော့လူကြီးကငါပေါ့လူငယ်ရလေငါပေါ့အဲ့ဟာကြောင့်ထင်ပါတယ်လို့ဆရာပြောချင်ပါတယ်ဟုတ်ဆရာဒါနောက်ဆုံးမေးခွန်းလေးပါဆရာနောက်ဆုံးမေးခွန်းအနေနဲ့ဒီလူငယ်တွေအနေနဲ့လူကြီးတွေအားကိုးတဲ့လူငယ်လေးတွေဖြစ်အောင်နောက်ပြီးတော့လူကြီးတွေအနေနဲ့လည်းလူငယ်တွေချစ်တဲ့လူကြီးတွေဖြစ်အောင်ဘယ်လိုမျိုးစူးစမ်းပြီးတော့နေထိုင်တဲ့လဲဆိုတာကိုကြံပေးပါအောင်ဆရာvery good very good အဲ့ဟာလေဆရာတို့ခုခေတ်မှာဖြစ်တာမဟုတ်ဘူးတဲ့ဟိုးပဝေတနီ BC 900 800လောက်ထဲကအဲ့လိုလူကြီးနဲ့လူငယ်ပြဿနာရှိခဲ့တာတဲ့အဲ့တော့ဆရာဗာလေးသတိရလဲဆိုတော့ကောသလမင်းကြီးအိမ်မက်16ချက်ထဲမှာပါပါတယ်နွားကလေးနို့နွားကြီးစို့ရမယ်တဲ့နွားကလေးဆိုတာလူငယ်တွေကိုပြောတာညီတို့တော့ဆရာတစ်ခါကျရင်ဟဲ့နွားမတွေဘာညာစာတင်နေတော့ဆရာဆုံးမသေးတယ်သူတွေကစိတ်ဆိုးတဲ့နှာခေါင်းထော်ပြီးတော့ကြောက်နွားကလေးဆိုတာလူငယ်တွေကိုပြောတာနွားကြီးဆိုတာလူကြီးတွေကိုပြောတာနွားကလေးနို့နွားကြီးစို့ရမယ်ဆိုတော့လူငယ်တွေရဲ့အရေးအသွေးတွေခွန်အားတွေလူငယ်တွေရဲ့အစွမ်းပကားတွေကိုလူကြီးတွေခံစားရမှာ for example ဒီနေ့မှာဖြစ်နေတဲ့ AI လိုဟာမျိုးဒီနေ့မှာဖြစ်နေတဲ့ international မှာသွားနေတဲ့ internet လိုဟာမျိုးစသဖြင့်တွေပေါ့နော်အဲ့ဒီကောင်တွေလူချုပ်လူကြီးတွေမကြွမ်းဘူးဥပမာဆရာမေမေမှာ email လိပ်စာမရှိဘူးဟုတ်ကဲ့ okay ဆရာအတော်တယောက်ရှိတယ်ကင်တဲ့ဖုန်းက Samsung နောက်ဆုံးပေါ့တယ်လီဖုန်းဆက်မယ်လို့ကပတ်စံအကြီးကိုဖွင့်ဖုန်းစာအုပ်ကြီးထုတ်လှန်ပြီးတော့အဲ့နံပါတ်2ဆိုတော့အဲ့မှာသူတူကနေပြီးတော့ဒီလိုလုပ်ရတဲ့ဖွားဖွားရဲ့ဘလာ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 ဆိုတော့ခုနကဆရာပြောတယ်နွားကလေးနို့နွားကြီးစုဆိုတာလူငယ်တွေရဲ့အရေးအသွေးကိုလူကြီးတွေခံစားရမှာဖြစ်ပါဒါကြောင့်လူကြီးတွေဒီလူငယ်တွေကိုအထင်မသေးရပါဘူးအဲ့တော့လူကြီးတွေကိုလည်းလူငယ်တွေကပြန်အားကိုးရမှာပါလဲဆိုတော့နွားငယ်ကိုဝင်ဆောင်ထားနွားကြီးကိုလည်းပြင်ကရန်ရုံးပြန်လင်မနိုင်တဲ့ပြန်ဘူးနွားငယ်ဖြစ်ဟန်တဲ့လူငယ်တယောက်အရန်တော်တယ်အဲ့တော့သူ့ကိုနွားကလေးနဲ့နှိုင်းတာဟုတ်ဆရာသခင်ကိုရိုမန်ရဲ့နွားဒီကာဆိုတော့အဲ့တော့နွားလေးကိုလှဲဆွဲခိုင်းတဲ့အခါမှာအဲ့နွားလေးကလှဲမဆွဲတတ်သေးဘူးနွားကြီးကိုဖယ်ပြီးတော့ကျွန်တော်ပဲဆွဲမယ်ဆိုနွားလေးကိုဆွဲခိုင်းရင်နွားလေးကအတွေ့အကြုံမရှိတော့မဆွဲတတ်ဘူးဒါကြောင့်တဲ့လူကြီးနဲ့တွဲပြီးတော့နွားကလေးကိုဆရာတို့သင်ပေးရပါတယ်တဲ့ဒါကြောင့်လူငယ်တွေကလူကြီးတွေကိုအထင်မသေးပဲနဲ့လေးစားမှုနဲ့မေတ္တာတရားရှိထားပြီးဆက်ဆံဖို့လိုသလိုလူကြီးတွေကလည်းလူငယ်တွေအပေါ်မှာသူတို့တွေရဲ့ပညာရက်တွေကိုတန်ဖိုးထားပြီးတော့ဆက်ဆံသင့်တယ်လို့ဆရာမြင်ပါတယ်အဲ့တော့ဆရာသမီးပြောတဲ့မေးခွန်းလေးကိုဆရာconclusion ချုပ်ပြီးပြောမယ်ဆိုရင်တော့လူငယ်တွေကိုလူကြီးတွေဥဆောင်ဖို့ဆိုတာဟာတင်းမာဖို့မဟုတ်ပါဘူးလမ်းပြဖို့ဖြစ်ပါတယ်လူငယ်တွေကလည်းလူကြီးတွေကိုရှေးကဖိုးကြီးတွေအတုံးမကြတော့ဘူးလို့မမြင်ဘဲနဲ့တန်ဖိုးရှိတဲ့ဆရာတို့ dictionary လို့တန်ဖိုးရှိတဲ့ဗဟုသုတတွေစုဆောင်းထားတဲ့စာအုပ်အဟောင်းအကောင်းကြီးလို့တန်ဖိုးထားနေသူတို့ရဲ့အတွေ့အကြုံတွေကိုနှုတ်ယူရင်ကိုယ့်ရဲ့အသိပညာတွေနဲ့ပေါင်းစည်းရင်းနဲ့လူကြီးနဲ့လူငယ်ပူးပေါင်းဆောင်ရွက်ရင်ဖြစ်ကိုတိုင်းပြည်အတွက်ကောကြီးကြီးကျယ်ကျယ်ပြောရင်တော့ကဘာကြီးအတွက်ပါအောင်မြင်နိုင်မယ်လို့ဆရာပြောလဲပါတယ်ဟုတ်ကဲ့ဆရာအခုလိုရှင်းပြပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာလည်းအခုလိုရှင်းပြခွင့်ရတဲ့ကျေးဇူးအများကြီးတင်ပါတယ်တမီးတို့ line ကိုကြည့်နေတဲ့လူငယ်တွေအတွက်တစုံတစ်ခုရသွားမယ်ဆိုရင်ဆရာတို့အားထုတ်ရတာပို့ပြီးတော့တန်ဖိုးရှိတယ်လို့ဆရာပြောလဲပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါဆရာဟုတ်ကဲ့ပါအခုပြပြပေးသွားတဲ့အကြောင်းအရာလေးတွေကတော့လူကြီးနဲ့လူငယ်ကြားမှာအဆင်ပြေတဲ့ပြဿနာလေးတွေကိုပြေလည်ဖို့အတွက်ရောလူကြီးနဲ့လူငယ်အချင်းချင်းနားလည်ဖို့အတွက်ရောပြပြပေးသွားတာပဲဖြစ်ပါတယ်ဒီထက်မှာလည်းပို့ပြီးတော့စိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပြီးမှမို့လို့ဆက်လက်အားပေးစောင့်မျှော်ပေးပါအောင်နော်Hey, Chivila.